အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အိုးကနေပြီးတော့ဘယ်ဆိုင်သွားစားခဲ့လဲဆိုတာပြောပြမှာဖြစ်ပါတယ်ပြည်သူပြည်သားတွေဖြစ်တဲ့ပြည်မျိုးသူပြည်မျိုးသားတွေကတော့ဒီဆိုင်လေးကိုကြည့်လိုက်တာနဲ့သိမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးကတော့ဒုတ်ထိုးပင်လို့ခေါ်တဲ့ဝတ်သားဒုတ်ထိုးဆိုင်လေးပဲဖြစ်ပါတယ်။အိုးပြည်မာနေတော့ပေါ့နော်ဒုတ်ထိုးတွေဝတ်သားဒုတ်ထိုးတွေပတ်စားခဲ့တယ်ပတ်စားဘူးတယ်စားပြီးတော့မှတကယ်ကိုထိထိမိမိဖြစ်ပြီးအရန်စားကောင်းပြီးတော့အရန်စုံတဲ့ဆိုင်လေးကိုအိုးကနေပြီးတော့ရိုက်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးရဲ့ဒီနေရာကတော့ပြည်မျိုးမှာရှိတဲ့ပြည်မျိုးဘိုးချုပ်လမ်းမပေါ်မှာရှိတဲ့ဒီပေါ့နော်9000ပေါ့နော်မီးပွိုင်းနားမှာရှိတဲ့9000ဈေးရဲ့ရှစ်တက်မှာရှိတဲ့ဒုတ်ထိုးပင်တို့ရဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးဟာဆိုရင်2နိုင်ခွဲ3နိုင်ရနေပြီးတော့ပေါ့နော်နီယာလီ6နိုင်လောက်ထိကိုရှိပါတယ်6နိုင်9နိုင်ကျော်6နိုင်လောက်ဆိုရင်တော့စုံစုံလင်းလင်းမရှိတော့ဘူးတကယ်ကိုအော်လိုပဲအာရပါရစုံစုံလင်းလင်းစားကျင်တယ်ဆိုရင်တော့2နိုင်ခွဲနဲ့3နိုင်ကြားသွားမယ်ဆိုရင်ကြိုက်တာကိုရွေးချယ်ပြီးစားလို့ရပါတယ်ဝက်စီဘတ်တွေဝက်နံရိုးကြော်တွေအစုံလင်ကိုအာရပါရစားလို့ရတဲ့အပြင်မျက်လုံးဝက်မျက်လုံးနောက်ပြီးကြလို့အရွတ်တွေအကြောတွေအပြင်ဒီပေါ့နော်ဒီဝက်အုံနောက်တွေကိုလည်းအာရပါရစားလို့ရပါတယ်အိုးကတော့အာရပါရစားခဲ့တဲ့ဘလော့လေးကိုတင်ဆက်ပြသလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းပြည်ရောက်လို့ရှိရင်ပြည်မျိုးသူပြည်သားတွေကတော့အထူးတလဲပြောစရာမလိုဘူးဒီဆိုင်လေးကတော့တခြားမျိုးရွာတွေကပြည်ုံများရောက်ခဲ့လို့ရှိရင်ဝတ်သားထုတ်တို့ကိုထိထိမိမိနဲ့ကောင်းကောင်းမွန်စားကျင်နေဆိုရင်ဒီဆိုင်လေးကိုလုံးဝကြော်သွားလို့မရဘူးမကြားတဲ့ဆိုင်လေးကိုလမ်းညွှန်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာရန်တဘောကောင်းပြီးတော့အမားတွေကတော့အမား2ယောက်စလုံးနေအမရှိတဲ့အမားတွေညီမတွေအကုန်လုံးကလည်းသဘောကောင်းပါတယ်14ရွက်တွေကိုလည်းတခွားသီးတွေကိုလိုတလောက်ကိုတောင်းလို့ရတယ်အာရပရစားလို့ရတယ်ဟင်းကိုလည်း2မျိုးအနေနဲ့လုပ်ပေးတယ်အချိုစားမလားအဆက်စားမလားဆိုပြီးတော့လည်းပြင်ဆင်ပေးတာပဲဖြစ်ပါတယ်အားလုံးကိုပေါ့နော်ဖော်ဖော်ရေးလည်းရှိပြီးတော့အားလုံးကိုလည်းဒါကောင်းကောင်းမွန်မွန်နေနဲ့ဒါပေါ့နော်ရောင်းချပေးတဲ့အဆင်ပြေတဲ့ဆိုင်လေးဖြစ်ပါတယ်ကြာတန်တုပ်ဆိုရင်လည်းချင်းဆက်ဆက်လေးနဲ့ထိတိမိမိဖြစ်တဲ့ဒါပေါ့နော်ဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးကိုလည်းဖုန်းနံပါတ်လေးလည်းပို့ပေးထားပါတယ်အမှာပေါ့နော်ပြပေးထားပါတယ်အဆိုင်လေးကိုကြိုပြီးတော့မှာမယ်ဆိုရင်လည်းတို့ကတည်တည်ချာချာဖယ်ထားပေးပါတယ်ခင်ဗျာ